တောလေးညွန့်ညွန့်မှာလူတွေရဲ့စကားသံအစားငှက်ကလေးတွေစိုးစီအတန်ကြားရတော့ကြည်နူးစရာပေါ့ရွာရဲ့ခြေဦးလန်းကလေးကလည်းတစ်ပင်ကြီးတွေရဲ့အရေးအာဝါသနဲ့ကိုအေးပြီးညှို့နေတာပါပဲတယောက်ကများရားတဲ့ဆင်ဖို့နွားဆွဲလာတာမျိုးဆိုလွတ်ကြည့်ကောင်းတာရင်မဖြစ်ရရန်ဖြစ်ရင်ဒဏ်ငွေ9ကျပ်ဆိုတာကြောင့်တရွာလုံးစကားသံကြဲကြဲလောင်လောင်မကြားရပဲအေးချမ်းနေတဲ့အတွက်တကြီးအကြီးအကျယ်စိတ်ချမ်းသာနေတယ်ဒါကြောင့်ပီတိစိတ်နဲ့ရွာဘက်လှမ်းကြည့်ရင်ပရီးကိုတချောက်ချောင်းနဲ့စိတ်နေတယ်။သူခမရလည်းရက်ရွာအေးချမ်းတာယာဖို့ကတကြောင်ခိုးဆိုးလူရဲ့မဖြစ်ရလျောင်ကာကွယ်ရတာကတကြောင်မိသားစုအရေးဝင်မလေးပဲထမ်းဆောင်နေရတာကတကြောင်ကြောင့်နောင်ဘဝနိဗ္ဗာန်ရောက်ကြောင်းအလောက်တောင်အေးချမ်းမလို့ဖြစ်တာကြပြီပဲ။အခုလဲကြည့်လေပရီးစိတ်တရားထိုင်လာတော့သာသနာရက်ဝန်းဖះရိတ်တရားရိတ်မသွားနိုင်ပဲအိမ်ရှိမှသာအညောင်းပြေလမ်းလျှောက်ရင်ဖះတရားအာယုံပြုနေရတာ။အော်တကြီးဘဝတဲလဲဒုက္ခကြီးပါလား။ရရွာမအေးချမ်းပြန်ရင်လေတကြီးကြောင့်ဟောအေးချမ်းပြန်တော့လေဘသူစီကဘာသတင်းကြားမလဲဆိုပြီးပြထိတ်နဲ့စောင့်နေရတာလေအမောသားသမီးမကောင်းတော့မိဘကောင်းနဲ့ရောင်မကောင်းတော့တကြီးကောင်းဆိုသလိုတကြီးကောင်းပေါ်မကြဘူးအရေးရရွာကောင်းစီမံရတာလေတဲ့ပင်မန်းလာတကူဟောခုတော့ကြည်စမ်းရမဖြစ်ရရန်ဖြစ်ရင်ဒဏ်ငွေ9ကျပ်ဆိုတော့ဘယ်သူလုပ်ရဲတော့လို့လဲအစာကလေးကအေးချမ်းနေခြင်းကြတဲ့ရွာသားခုလိုအမိန့်ပါထက်ဆင့်ထုတ်လိုက်တော့ငြိမ်ရောမဟုတ်လားတကြီးကသူ့လောက်ရက်ကိုသူသဘောကျပြီးမမကလေးပြုံးလိုက်တယ်ဒီအပြုံးမျိုးကသူ့လူမျိုးကာလသားတော့ခဏပြုံးဘူးတယ်သူအဲ့ဒီလိုပြုံးလိုက်တိုင်းမိမ့်မပြူလေးများဆိုသူ့ကိုငေးကြံခဲ့တာနှုတ်ခမ်းမွေးရေးနဲ့နှစ်လိုပဲအပြုံးကိုမနစ်သက်သူမှမရှိပဲကိုအခုတော့သူအဲ့ဒီလိုမပြုံးဖြစ်တာကြာပြီတကြီးအိမ်တွေနဲ့နေရတာပါဟောအခုတော့သူပြုံးနိုင်ပြီလေရရွာအေးချမ်းတာရနေပြီကိုတကြီးသဘောကျစွာနောက်တစ်ကြိမ်ထပ်ပြုံးလိုက်တယ်ဒါပေမဲ့ပြုံးလိုက်တဲ့သူ့နှခမ်းအောက်တောင်ပြန်မကြတော့ပါဘူးရွာလန်းတစ်ချောင်းဖုံတစ်ထောင်းထောင်းထအောင်အပြေးတစ်ပိုင်းနဲ့သူ့စီဥတီလာသူတယောက်ကိုတွေ့လိုက်ရတယ်တကြီးပြုံးနေရကနေပါဇက်ကလေးဟာပြီးငေးကြည့်နေတယ်အဝေးရဆိုတော့ဖုံတွေမှုန်ပြီးဘသူပဲအောင်မကွဲပြားဘူးလေအနားရောက်မှကြည့်လိုက်တော့ဟင်ကိုရင်ကြက်ဘူးကြောမလုံးကိုမြင်တော့တကြီးအံ့အားသင့်သွားတယ်ဟုတ်တယ်အံ့အားသင့်မယ်ဆိုလဲတင့်စရာဒေါ်လုံးဖြစ်နေပုံကိုကြည့်လေထမိန်ကိုဖရောင်းကြိုက်မတက်ခက်မြင့်မြင့်ဝစ်ထားပြီးလက်သီးကိုစုပ်အံကိုကြိတ်ထားတာစပင်တွေကလည်းဖွာလန်ကျဲပြီးမျက်လုံးနှလုံးကလည်းကျွတ်ထွက်မတက်ပြူးကျဲဝိုင်းဆက်နေတယ်အံသာကြိတ်ထားတာနှုတ်ခမ်းကဂါငယ်နှာခေါင်းကအတွန့်အလန်းညက်ခုံးကအရှုံးချောင်းဝမှာရက်နေတဲ့တကြီးလည်းမြင်ရောဒေါ်လုံးကဒေါ်ကြီးမောကြီးနဲ့တော့တကြီးဟေးဘာတော့တကြီးကဝမ်းကောင်းတန်ကြီးနဲ့ပြတလဲပြန်ထူးတယ်ဒါကိုဒေါ်လုံးကသူ့လက်ထဲကြစ်ပါအောင်စုပ်ထားတဲ့ငွေ9ကျပ်တကြီးလက်ထဲထိုးထည့်ပေးလိုက်ပြီးတော့ယော့ဒီမှာ9ကျပ်ဒေါ်လုံးပေးတဲ့ငွေ9ကျပ်တကြီးကြောင်တောင်းနဲ့လှမ်းယူလိုက်ပြီးတော့ဒါကဘာတော့ဟာဒဏ်ငွေဆောင်ထားတာဒဏ်ငွေကိုတို့ဆောင်ထားတာဟေးဘာလို့တော့တီးမခံနိုင်တော့လို့တော့ရေတီးမခံနိုင်တော့လို့ဘာဘသူ့ကိုတီးမခံနိုင်တာလဲတကြီးအမေကိုဒေါ်လုံးကထမယုံခက်မြင့်မြင့်ဆွဲကျင်လိုက်ပြီးတော့ကျုပ်တို့ထက်တော့မှပတ်စံမပေးပဲလာကြောနေတဲ့ဟိုတရောင်းစားတွေကိုမကြိမ်နဲ့လို့တော့ရေမကြိမ်နဲ့လို့ဒါကြောင့်သူတို့နဲ့ရန်ဖြစ်ချင်လို့ဒဏ်ငွေကြိုဆောင်ထားတာဟေးဒေါ်လုံးစကားကြောင့်တကြီးမျက်လုံးပြူသွားတယ်ကြည်အောင်ရန်ဖြစ်ဖို့ဒဏ်ငွေကိုကြိုပြီးလာဆောင်ထားတာတဲ့ဟဲ့ဒါနဲ့ကြားတယ်ဓာတ်နဲ့တွေဘာတွေလုံမနေနဲ့ကဲရော့မီးလုံးရန်ဖြစ်ဖို့ဒဏ်ငွေ9ကျပ်ကဲမီးလုံးတို့စပြီဟေးတကြီးရဲ့အလန့်တစားအော်ဟစ်တန်ကိုဒေါ်လုံးကဂီးမဆိုင်တော့ဘူးတကြီးလက်ထက်ငွေ9ကျပ်ထိုးထည့်ပေးလိုက်ပြီးသူ့တာဝန်ကျေးပြီလို့အောက်မဲ့သလားမသိဘူးရွာဘက်ပြန်လှည့်လို့အတန်ကျဲကျဲနဲ့ဟဲ့တေချင်းစိုးတွေငါလာပြီနင်တို့နဲ့ရန်ဖြစ်ချင်လို့တကြီးကိုဒဏ်ငွေ9ကျပ်ကြိုးဆောင်ထားပြီးတွေ့ကြပြီပေါ့တေနာကြရဲ့မိလုံးတဲ့ဟေးတလုံးနဲ့ရှိတယ်ဟေးလာပြီမိလုံးလာပြီဆိုပြီးရွာထဲဘက်အပြေးတစ်ပိုင်းနဲ့ပြန်လှည့်သွားတယ်သူ့ရဲ့အော်ဟစ်ဆဲဆိုတန်းကရွာထဲပြန့်ခနေဟေးဘဲကောင်းမှဂီးယူဆိုင်တာမဟုတ်ဘူးနော်မိလုံးတဲ့ကျမ်းပြီဆိုအမေချမ်းထက်ကျမ်းတယ်ရမ်းပြီဆိုမှဖြင့်တကြီးကိုဒဏ်ငွေ9ကျပ်ကြိုးဆောင်ပြီးမှကိုရမ်းတာ
တက်တိရှိရလူထွက်ခဲ့ဟိမိလုံးတဲ့တစ်လုံးနဲ့ရှိတယ်နှလုံးရှိရင်ဒဗလင်နဲ့ကျုပ်စားပြင်မယ်မိလုံးလိုရန်ဖြစ်ချင်ရင်တကြီးကိုဓာငွေ50ဆောင်ကြီးမှကိုလာဖြစ်မိလုံးလိုခံနိုင်သမျှပြုံပြုံကြီးခံခဲ့တာဟင်းမျက်နာပဲကြည့်ပြီးကျေနပ်နေတဲ့ထင်မနေနဲ့အတွင်းမှာအန်ကျိတ်ထားတာခုတော့တီးမခံနိုင်တော့ဘူးတော့ရေဟောဒီမှာမိလုံးတို့သွားဖျက်ပြလိုက်ပြီးဟောဒီမှာကြည့်မွေးကလေးကအစွဲနဲ့မွေးလာတာဒါကိုတဒက်ထင်ပြီးမျက်စတော့လာမပြစ်နဲ့မိလုံးတို့ကမိရလန့်ကြိုက်တတ်တာမယုံရင်ကိုရင်ကြက်ပူကိုမိလုံးနဲ့နော်တစ်လုံးနဲ့နော်စသည်ဖြင့်ဒေါ်လုံးရဲ့အော်ဟစ်တန်တွေကရွာနှံ့ကိုဖုံးလွှမ်းနေတော့တာဖြစ်ချင်တော့ဒေါ်လုံးရံဖြစ်ဖို့ဓာငွေဆောင်ကလေးကဘလူးတို့အုပ်စုလဲလစ်ပြီးသူတို့ကလည်းဒေါ်လုံးအကြံကိုရိပ်မိတာ哦ဒါကြောင့်ဒေါ်လုံးပါဇက်တနက်မောင်းမတရားသေးခင်ကိုအမိရှောင်ထားတာဒေါ်လုံးကလည်းဘလူးတို့အုပ်စုကိုမတွေ့ရလို့ပဲပိုစိတ်ဆိုးသွားတာလားဒါမှမဟုတ်ပြောကောင်းကောင်းနဲ့ပဲဆက်ပြောနေတာလားတော့မသိဘူးရွာအရှိအနောက်ဒေါင်းတောင်းပြေးပြီးရှောက်ပြီးတော့ကိုလှဲ့ပတ်ဆဲဆူနေတော့တာဟင်ကို့မှာတော့ချက်လိုက်ပြုတ်လိုက်နဲ့လှုပ်လိုက်ရတာသူတို့ကအခန့်တင်ရောက်လာပြီးထမ်းရည်ကိုတောက်နောက်ဦးဖျားဖျားချက်ထားတဲ့စက်သားကွက်ကိုနှိုက်ပြီးပလောက်နဲ့ဝါတာပထမတစ်ချိန်အော်စက်သားမို့လို့မပြောပါဘူးဟောအဲ့ဒါပြီးတော့ငါဒါလဲပါလေးပါသီးခံလိုက်ပါမိလုံးရဲ့ဆိုပြီးကိုအာတင်ပြီးအန်ကျိတ်ခံခဲ့တာအခုတော့မခံနိုင်တော့ဘူးတော့ရေအန်ကျိတ်တာများလို့အန်သွားတောင်တိုးနေပြီဒင်းတော့အထိုးမပြောင်းဘူးဟင်ခုတော့မွေးထားတဲ့သမီးကိုတော့ဒင်းတော့နှိုက်မြည်ကျင်နေတာကောင်းကြသေးရဲ့လားအရက်ကတို့ရဲ့ကြီးစင်ငယ်လိုက်ဆိုငါအလက်မိလုံးအလက်အရင်ရောက်ရမအောင်ဒင်းတော့ခွက်တော်နှိုက်ချင်နေတာဟင်မိလုံးတို့ကဒီလိုကြောတာမျိုးသားအမိတောင်ခံတာမဟုတ်ဘူးဒေါ်လုံးကြီးပြောကောင်းနဲ့မို့လားမသိဘူးပြောမိပြောရတွေပြောပြီးလမ်းတလာနေတာရွာသားတွေကလည်းမဖြစ်စဘူးအဖြစ်ထူတဲ့ဒေါ်လုံးကြီးကိုကြည့်ပြီးအံ့အားသင့်နေကြတယ်လေဒီလိုနဲ့မနက်ကလေးကစပြောလိုက်တဲ့အပြောနေမွန်းအောင်တဲ့ချင်နေပြီဒေါ်လုံးကြီးဆဲဆိုတာစီညံနေတော့မိလုံးတစ်လုံးနဲ့ရှိတယ်ဆိုတာဟုတ်လားအလုံးရည်ရင်တော့အလုံး1000လောက်ရှိတယ်ကြာတော့တကြီးလည်းတီးမခံနိုင်တော့ဘူးသူ့အိမ်ပေါက်ဝထွက်ရက်နေတယ်နောက်ရွာအရှိကနေရွာနောက်ဘက်ကိုဖုံ1000ထအောင်ရှောက်ရင်အလုံးရည်လာတဲ့ဒေါ်လုံးကြီးလေသူ့ချေရအောင်ရောဟဲ့မိလုံးတကြီးခေါ်တဲ့ကြောင့်ဒေါ်လုံးတကြီးကိုဝေ့ကြည့်တယ်နင်းဆဲလေလားငါးချက်ဖိုးပြေးပြီတကြီးကစကားကိုတူပဲပြောတယ်တကြီးစကားလည်းကြားရောဒေါ်လုံးတွေ့သွားတယ်နောက်ဘာအတန်းမှမထွက်ပဲသူ့ထန်းတော့ဘက်ခြာကနေပြန်လှည့်သွားတယ်ခက်မြန်ဝေးသွားတဲ့ဒေါ်လုံးကြောပြင်ကိုကြည့်ပြီးတကြီးတက်ပြင်းချတယ်ပြီးတော့ပြုံးလိုက်တယ်ရွာမှာဘသူဘလောက်ပဲတောင်းချမ်းတကြီးတခုဟန့်လိုက်ပြီးတယ်မဟုတ်လားတကြီးကသူ့ရွာအပေါ်ဩဇာတက်ရောက်ပုံကိုတွေးရင်ပြုံးမိတာပါသူပြုံးလို့တော့မဆုံးပါဘူးဖုံ1000နဲ့ဒေါ်လုံးကြီးသူ့စီပြန်ပြီးဥတီလာတာတွေ့ရတဲ့ဒေါ်လုံးကပထမအကြိမ်လာတဲ့အတိုင်းပါပဲမျက်လုံးကိုပြူလက်သီးကိုကြစ်ပါအောင်စုပ်ပြီးဒုံဆိုင်ချလာတာဒေါ်လုံးကိုမြင်ရောတကြီးအံအားတဲ့နေတယ်ဒေါ်လုံးကတော့တန်းမတ်ပဲတကြီးစီဝင်လာပြီးတော့သူ့လက်ထဲကြစ်ပါအောင်စုပ်လာတာကိုတကြီးလက်ထဲထိုးထည့်ပေးလိုက်ပြန်တယ်ယော့ဒီမှာနောက်30ငါးချက်ကိုနေဝက်ဆဲရရင်30ဆိုနောက်နေ့မနက်ချီရမယ်ယော့ယူထားမိလုံး30ဖို့ဓာတ်ငွေဆောင်ထားပြီးကဲပြန်စမယ်ဆိုပြီးတကြီးကိုတော့မကြည့်တော့ပဲရွာဘက်ပြန်လှည့်လို့ဟေ့မိလုံးနဲ့ဟေ့တက်တိရှိပြီးဆိုမှဖြင့်တကြီးစီဓာတ်ငွေဆောင်ပြီး15ချက်ဖို့ပြအောင်ဆဲတာမိလုံးလိုတက်တိရှိရင်မိလုံးလိုဓာတ်ငွေဆောင်ပြီးဆဲနောက်မနက်ထိမိလုံးရဲ့ဆဲတန်အသက်မဆဲတဲ့ကြားစီရမယ်ကဲစပြီမလုံးတဲ့ဟေ့တက်လုံးနဲ့ရှိတာနှလုံးရှိရင်ဒေါ်လုံးရဲ့အတန်ရွာထဲပြန်စီညံသွားတော့တယ်သူခင်ဗျာလဲတကြီးကို15ချက်ငွေဆောင်ထားပြီဆိုတော့စိတ်ချလက်ချကိုဖြစ်သွားပုံရတယ်ဘသူကမှလည်းဂီယူမဆိုင်တော့ဘူးရွာထဲလှည့်ပတ်ပြီးလွတ်ကိုអော်နေတော့တာရေလည်းမတော့ဘူးနားလည်းမနာတော့ဘူးတကယ်အတန်မဆဲတန်းကိုကြားရတော့တာအော်ကို့မှာတော့သမီးပြိုလေးမွေးထားတာဟင်စယူကြရကိုရင်ချက်ပူရဲ့ယောက်ျားလေးမွေးရင်တော်လို့ပဲထမ်းတက်နေရမှာဒါကြောင့်ကျုပ်လိုမိခိုစားရအောင်မိန်းကလေးပဲယူကြရအောင်ဆိုပြီးနှစ်ဦးသဘောတူရုပ်ကစိုးနက်စီသွားပြီးသမီးစုပန်းလိုက်ရတာဟောတ
သမီးလည်းအရွယ်ရောက်လာရောတင်းတို့ကထီကဘာကြီးကပါလုံနေကြပြီကျုပ်ကိုလုံရင်မပြောပါဘူးဟောဒီမီလုံးပြုံးကြည့်အောင်ဆောင်ပြီးအန်ကျိတ်ခံလိုက်မယ်ဘဲနဲ့တော့အခုတော့မတူတော့ကြကျုပ်သမီးလေးရေတိန်နေရမှာလားဒေါ်လုံးရဲ့အော်တန်ရွာထဲရှက်နေတော့မယ်ရွာကလည်းရွာဝိုင်းကြီးဆိုတော့သူ့အတန်ကိုမကြားခြင်းလဲကြားနေရတယ်ဒေါ်လုံးကလည်း15ချက်ပိုးတန်အောင်ဆဲမယ်လို့များအစကလေးကကြံထားသလားအောင်းမေးရတယ်ပြောသမျှတောင်းကိုစုံနေရောသူ့အမေတို့မမွေးခင်ကလေးကစားပြီးရွာမှာတို့ဘယ်တို့ဘဲချမ်းသာအနှိမ်ခံရတဲ့အဆုံးရောကောတော့ကောနဲ့တရွာလုံးကိုပတ်တုပ်နေတော့တာကြတော့တရွာလုံးမျက်တောင်ကြီးတွေหนีလာတယ်ဟိုလူလိုလိုဒီလူလိုလိုနဲ့တရွာလုံးမိလုံးရဲ့ပါဆက်ကြောမှမျောနေရတာကိုဒေါ်လုံးကလည်းဒေါ်လုံးပဲအခွင့်အရေးရတော့မို့လားမသိဘူးတရွာလုံးတယောက်မကြံအောင်ကိုစောင်းတုပ်နေတော့တာနေရလဲစောင်းနေပြီကြတော့အခြေအနေမကောင်းမှတကြီးတည်လာတယ်တရွာလုံးထချကုန်ရင်လွယ်မှာမဟုတ်ဘူးလေအခုဒေါ်လုံးလောက်ပေါက်ကတရွာလုံးထချမယ်လောက်ပေါက်ဒါကြောင့်တကြီးကသူ့အိမ်ရှိရောက်တာနဲ့ဒေါ်လုံးကိုကပန်းကရန်လန့်ခေါ်လိုက်တယ်ဟဲ့မီလုံးဒေါ်လုံးတကြီးကိုဝေ့ကြည့်တယ်ဘာမှမပြောဘူးတကြီးကလာတက်ပြင်းကိုချပြီးငါအခုချက်ချင်းအမင်းပြင်လိုက်တယ်ရန်ဖြစ်ရင်ဓာငွေ9ချက်အပြင်ရွာဦးเจ้าမှာ10ပေပတ်လဲရေနှုတ်မြောင်းပါဖော်ရမယ်ဒါပဲတကြီးရဲ့စကားကြောင့်ဒေါ်လုံးတွေ့သွားပြန်တယ်ပြီးတော့ဘာမှပြန်မပြောပြန်ပြောလို့လည်းမရဘူးဒါတကြီးအမိန်ပဲဒါကြောင့်သူတို့ထမ်းတော့ပဲခြာခနဲပြန်လှည့်သွားတယ်ဒေါ်လုံးကိုကြည့်ပြီးတကြီးကျေနပ်စွာပြုံးလိုက်တယ်ဟုတ်တယ်လေဓာငွေ9ချက်အပြင်ရွာဦးเจ้าရေနှုတ်မြောင်းမှာဖော်ရမယ်ဆိုတော့ဘသူဖော်ခြင်းမလဲမတန်ဘူးလေဟုတ်ဘူးလားသူ့အတွေ့မဆုံးသေးဘူးတိတ်မကြဘူးဒေါ်လုံးပြန်ရောက်လာတယ်ဒါပေမဲ့သူ့တယောက်တည်းမဟုတ်ဘူးသူ့နောက်မှာပေါတူကြီးထမ်းလာတဲ့သူ့ယောက်ျားကိုရင်ကြက်ဘူးရဲ့တူရင်းပြနဲ့မြေတဲ့ချင်းရွက်လာတဲ့သူ့သမီးမိပွားရဲ့ပါလာတယ်၃ယောက်သားရှောက်လာတာဖုံတွေကိုမှောင်းလို့အားလုံးတကြီးရှိရောက်ရောဒေါ်လုံးကကဲတကြီးရေနှုတ်မြောင်းဖော်ရမယ်နေရာသားပြောတော့ကိုရင်ကြက်ဘူးဟေးရှင်နဲ့သမီးတကြီးပြတဲ့နေရာမှာရေနှုတ်မြောင်းဖော်ထားစမ်းဒီမှာကျုပ်စိတ်ရှိလက်ရှိဆဲအောင်မယ်အေးပါကွာမင်းစိတ်တိုင်းကြတာဆဲပါကျန်တာကြက်ပူတောင်းဝင်ထားကဲကြောတကြီးကျုပ်တို့ဘယ်နာရေနှုတ်မြောင်းဖော်ပေးရမှာလဲဆိုတော့တကြီးမျက်လုံးပြူးသွားတယ်အဲ့ဒီအချိန်မှာပဲကြားရတဲ့အတန်ဟေးမိလုံးတဲ့ဟေးတက်လုံးပဲရှိတယ်မျက်လုံးညှင်ရင်သူလဲရွာထိတ်နာရောက်ရောဖုံတထောင်းထောင်းထအောင်ပြေးလာကြတဲ့သူတွေတွေ့ရတယ်ကြည့်လိုက်တော့ဒေါ်လာကြီးသူ့နောက်ကဒေါ်မုံနောက်ကတူရင်ပြထမ်းလာတဲ့ဦးချက်ဖောင်းအဲ့ဒီနောက်ကမှနက်ကတော့ဒေါ်မြိုင်နောက်ကအရီးတော်ပုံဦးတာခေါင်ကပေါတူကြီးထမ်းလို့သူတို့လက်ထဲမှာလည်း9ချက်တန်တွေကြစ်ကြစ်ပေါင်းစုပ်ထားကြတယ်အဲ့ဒီအချိန်မှာပဲရွာထိတ်ကနေဘလူးလာဦးကိုလှစ်ခနဲတွေ့လိုက်တယ်ဘလူးလာဦးကိုမြင်တော့အားလုံးဥတီချက်ပြောင်းသွားကြတယ်အားလုံးနှုတ်စီရနေပြီးတော့ဟဲ့မသားဆိုတဲ့တန်ပြိုင်အော်တန်နဲ့အတူ9ချက်တန်တွေခိုင်းပြီးဘလူးလာဦးနောက်ပြေးလိုက်သွားကြတယ်သူ့စီကိုတရွာလုံးဒီပါဥတီလာတာမြင်တော့ဘလူးလဲမှုံနေအောင်ခြေကုံတုတ်တော့တာသူ့နောက်လိုက်တာမိန်းမတွေဆိုပေမဲ့လက်မနေဘူးဆရာဘလူးနောက်မျက်ခြေမပြတ်အောင်ကိုတုတ်ချေတင်ကြတော့တာဘလူးလဲလွတ်ညာဘဲဘက်ပြေးမလို့ညာဘက်ပြေးမလို့လှုပ်တယ်အနောက်ကလည်းဘဲတိမ့်မလို့ညာတိမ့်မလို့နဲ့ဒီရွာမှာနင်ဘဲဦးမှပြေးမလို့ဘူးဆိုပြီးအမိလိုက်တယ်ရွာလန်းကလည်းဘဲသွားရင်ဘဲရောက်မယ်ဆိုတာနောကျေနေအောင်အားလုံးသိကြတာ哦နောက်ဆုံးဘလို့မှလွတ်နိုင်မှန်းမသိတော့ဘလူးရွာမြစ်စိတ်ဘက်ကိုတုတ်ချေတင်သွားတော့တာဒါကိုလည်းမြင်ရောအနောက်ကလိုက်သူအားလုံးဝမ်းသွားကြတယ်မြစ်စိတ်ရောက်သွားရင်ပြေးစရာလမ်းကမရှိတော့ဘူးလေပိတ်မိပြီပေါ့ရေကူးသွားမယ်ဆိုတာတော့သူဘလောက်ကူးနိုင်မှာမို့လို့လဲဒါကြောင့်အားလုံးခြေလမ်းကိုအချိန်ပိုမြင့်ပြီးမိအောင်လိုက်ကြတယ်မြစ်စိတ်ရောက်တော့ဟင်အားလုံးစီကအမေရိတ်တန်တွေထွက်လာကြတယ်ဘလူးပြောင်နေပြီဟုတ်တယ်ဘလူးကိုမတွေ့ရတော့ဘူးအားလုံးဘလူးများမြစ်ထဲခုန်ချသွားပြီလားဆိုပြီးမြစ်စိတ်ကိုသွားကြည့်ကြတယ်မြစ်ရေလောက်တာတော့မတွေ့ရဘူးဒီအတိုင်းဆိုဘလူးမြစ်ထဲခုန်ချသွားတာလည်းမဖြစ်နိုင်ဘူးအနီးနာလှည့်ပတ်ကြည့်တော့လေဘလူးရဲ့အရေးအယောင်တောင်မတွေ့ရဘူးဒီလိုနဲ့ပဲ
တကြီးတက်ပြင်းချလိုက်တယ်သူခင်ဗျာအခုမှနားအေးသွားပုံရတယ်ဟုတ်တယ်လေအားလုံးရဲ့ဒေါသဘလူးစီပုံကျသွားပြီကိုသူ့စီရောက်စီကဘာမှမရှိတော့ဘူးပေါ့အတော်ရှုပ်တဲ့ဘလူးတကြီးခက်ပြုံးပြုံးနဲ့တိုးတိုးလေးရေရွတ်တယ်ဟုတ်တယ်လေဒီရွာထဲမှာဒီလိုဖြောင်းပေါက်ကရလုံနေတာဒီကောင်တကောင်ပဲရှိတာတကြီးပြုံးပြီးတက်ပြင်းတစ်ချက်ထက်ချလိုက်တယ်နောက်ကိုပြောသလိုနဲ့အေးလေဒီလိုကောင်မျိုးရှိမှလဲရွာဆိုပြီးမှာပေါ့ဆိုပြီးထက်ရေရွတ်တယ်သူရေရွတ်လို့တော့မစုံဘူးမြစ်စိတ်ကနေဖုံတထောင်းထောင်းဖအောင်ပြန်ပြေးလာတဲ့လူတွေတွေ့ရတော့တကြီးအံ့အားသင့်သွားတယ်သူတို့လက်ထဲမှာငါးကြက်တန်တွေကြစ်ကြစ်ပါအောင်စုပ်ထားကြတာကိုကြည့်လိုက်တော့မလုံးဒေါ်လာကြီးဒေါ်မုံသူတို့နောက်ကဦးချက်ဖောင်းဦးသားခေါင်းကိုရင်ကြက်ပုမိပွားတူရင်းပြားတွေထမ်းဟန်းလို့မျက်နှာပေါ်မှာလည်းမကြေနပ်မှုတွေနဲ့မဲ့ရှုံလို့သူတို့အားလုံးတကြီးစီဦးတီလာတယ်သူတို့အားလုံးကိုအဲ့ဒီလိုပုံစံကြီးမြင်ရတော့တကြီးမျက်လုံးပြသွားတယ်တီးပြီးသူတို့ဘာလာလုပ်တယ်ဆိုတာတကြီးတက်ပြင်းချတယ်ပြီးတော့အနီးအနားဝေ့ကြည့်တယ်သူ့တပည့်လက်ဝိတ်ကျော်အုံမောင်ကတကြီးရဲ့အရေးအကြီးကိုကြည့်လို့သူခင်ဗျားလည်းအခြေအနေမကောင်းမှန်းသိလို့ထင်တယ်တုတ်တောင်းမလုပ်ဘူးဟဲ့အုံမောင်ဖះတကြီးရဲ့ခေါ်တန်ကြောင့်အုံမောင်ပြတလဲပြန်ထူတယ်ထိတ်တုံးဖွင့်စမ်းတကြီးရဲ့စကားကြောင့်အုံမောင်မျက်လုံးပြူသွားတယ်ပြီးတော့ကြုံကရင်နဲ့ဘာလို့ဖို့လဲတကြီးမင်းအုံမောင်ရဲ့အမေကိုတကြီးကရှာမရှိနဲ့ဖွင့်ဆိုဖွင့်အုံမောင်ကြောက်လန့်နဲ့ထိတ်တုံးဖွင့်တယ်တကြီးကအင်ဒရီရပဲထိတ်တုံးစီလျှောက်သွားတယ်နောက်ထိတ်တုံးပေါ်ခြေဆင်းလိုက်ပြီးခက်လိုက်စမ်းတကြီးရဲ့စကားကြောင့်အုံမောင်ပြတောက်သွားပြီးတော့ကျွန်တော်ဂရုံကရင်ဖြစ်နေတဲ့အုံမောင်တကြီးကမျက်မှောင်ကျုပ်ကြည့်ပြီးခက်ဆိုခက်လိုက်စမ်းဟုတ်တကြီးရဲ့အော်တန်ကြောင့်အုံမောင်ကြောက်အားလက်အားနဲ့ထိတ်တုံးကိုဂျိုင်းခနဲ့ဆွဲခတ်လိုက်တယ်အဲ့ဒီတော့မှတကြီးတက်ပြင်းကိုချပြီးဟင်းငါမှလေငွေရရှိနေတာနဲ့တော့ကြာရင်မလွယ်တော့ဘူးတကြီးရဲ့မစီမဆိုင်စကားကြောင့်အုံမောင်တကြီးခြေတော်ကိုငေးကြည့်နေမိတယ်တကြီးခြေတော်ကအကြီးသားဒါကြောင့်တကြီးခြေဟာကြီးတာဖြစ်မယ်အုံမောင်တကြီးခြေတော်ကိုကြည့်ပြီးစဉ်းစားနေတယ်ပြီးတော့ခေါင်းကိုခက်ဖြည်းဖြည်းရမ်းပြီးအေးလေဘလောက်ပဲခြေရကြီးထိတ်တုံးခတ်တော်လေဝင်တာပဲအုံမောင်တိုးလေးရေရွတ်တယ်ရွာလေလမ်းမှာတော့ငွေ9ကျပ်ကိုင်လာသူတွေဖုန်တထောင်းထောင်းထအောင်တကြီးစီလှမ်းလာကြတော့အေးလေတကြီးကောင်းမှုနဲ့သူတို့မှလည်းငွေရားလေးတွေရှိနေတာပေါ့ရွာထိတ်ကအောင်ဓမ္မစီဒီမှာအုပ်စာဆောင်ပေါ်ပြီတဲ့ညဘက်ဆိုပေါက်ပြားတက်လက်နဲ့မြေတူးတန်ကြားနေရတဲ့ဒါပေမဲ့ဘသူမှထမကြည့်ကြဘူးတရွာလုံးတရေတစီဆိုလွတ်ကြောက်တာကိုမလက်ထကြည့်တော့လဲဘာမှမတွေ့ဘူးအဲ့ဒီသတင်းကြောင့်ပဲတရွာလုံးထိတ်ထိတ်ပြားပြားတွေဖြစ်ကုန်တယ်ဒါကလည်းသတင်းမဲဆိုတော့ယုံတဲ့လူလည်းရှိမယုံတဲ့လူလည်းရှိပေါ့ဖြစ်ချင်တော့တနေ့မှာရွာလေကငွေတိုးချစားတဲ့ဒေါ်လာကြီးအောင်ဓမ္မစီဒီပေါ်တယောက်ထဲတက်ပြီးဆုတောင်းတယ်ထုံးစံအတိုင်းပေါ့ဒေါ်လာကြီးဆိုတာကလည်းအခွင့်အရေးသမားအခွင့်အရေးတောင်းစရာမရှိဖះမှာတော့အခွင့်အရေးတောင်းသေးတာအရှင်ဖះဤသို့ပြုရကုသလကြောင့်ယခုဘဝတောင်မကနောင်ဘဝမှာပါချမ်းသာတော်သူဖြစ်ရပါလို့ဤဖះတဲ့အဲ့ဒီအချိန်မှာပဲကြားလိုက်ရတဲ့အတန်ကြီးကစိတ်ကောင်းမရှိသူမို့မပြေပါစေနဲ့ဖះဆိုပြီးလှိုင်တန်ကြီးနဲ့အိုထွက်လာတာဒေါ်လာကြီးခင်ဗျကြောက်တာမျက်ဖြူပါလန့်နေမေ့သွားတာလဲနေဝက်လောက်ကြတယ်လူအတွေ့မြန်လို့ရဲ့လူအတွေ့မမြန်ရင်ဒုက္ခရောက်တော့တယ်အဲ့ဒီကစပြီးအဲ့ဒီဖျားနာဘသူမှမကတ်ရဲတော့ဘူးဥစ္စာဆောင်တွေခြောက်လန့်နေတယ်မှတ်ပြီးဒါပေမဲ့ဒါကပြဿနာအစပဲဆိုတော့အဲ့ဒီပြဿနာဖြစ်တာတကြီးသူ့ကိုယ်သူထိတ်တုံးခတ်ပြီး3ရက်မြောက်နေမှာဖြစ်တာဖြစ်ပုံကလည်းစမ်းတယ်တကြီးထိတ်တုံးနဲ့ဝင်ပြီးဘသူဘလို့ပြောပြက်မထွက်တော့တဲ့အချိန်ပထမဆုံးပြဿနာရှာတဲ့အတော်လုံးဆိုမြေကြီးမှာလှိမ့်နေအောင်ငိုပြီးတောင်းပန်တယ်မရဘူးကျန်တဲ့ဒေါ်လာကြီးတို့ဒေါ်မြိုင်တို့ဆိုလဲတကြီးခြေထောက်ကိုကုန်းနမ်းပြီးတော့တောင်းပန်တယ်ဒါလည်းမရဘူးဆေးစရာဖိုးတာကိုရောက်လာပြီးဒီသတင်းပြောမှကိုတကြီးထိတ်တုံးကကမန်းကလန်ပြန်ထွက်တာ
ရွှေမြို့တော်ကမင်းသားတစ်ပါးစစ်ဆောင်ရင်ဒီရွာတွေဘက်ကိုရောက်လာပြီတဲ့အဲ့ဒီတော့မှရွာသားတွေအားလုံးမျက်လုံးပြူးကုန်ကြတယ်ဘယ်အချိန်မှစစ်ဖြစ်နေကြတာလဲဘသူနဲ့စစ်ဖြစ်နေကြတာလဲဆိုတာတရွာလုံးဘသူမှမသိကြပဲဟိုမသိတာလည်းအကြောင်းမဟုတ်ဘူးကို့ရွာမှာကိုနေကို့လေကိုစိုက်စားနေကြတာဘာစစ်သိစရာလိုသေးလို့လဲစစ်မပြောနဲ့ရန်တောင်မဖြစ်ရဘူးဆိုတဲ့အမိန့်ထုတ်ခဲ့လို့အခုလိုတကြီးထိတ်တုံးနဲ့ရောက်ခဲ့ရတာမဟုတ်လားအခုဖိုးတာအိုရောက်လာပြီးပြောမှဒီစစ်ဆိုတဲ့စကားလုံးကိုယာသားတွေကောင်းကောင်းကြားဘူးတော့တယ်အခုဒီဘက်ကိုစစ်ဆောင်ရင်ရောက်လာတဲ့မင်းသားကလည်းနေနေရမင်းသားတော့မဟုတ်ဘူးတကယ်ဒိတ်ဒိတ်ကျဲနန်းတွင်းဝင်ရဲ့ရောက်ဖမရပါသားဆိုလားပဲနန်းတွင်းနဲ့အတော့ကိုနီးတာအတော်ကလေးကိုနီးတာနောက်ပြီးသူကနန်းမြို့ရိုးဆက်လောက်ကတော့ဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရလာအောင်ပေါက်ရောက်တဲ့ဒါကြောင့်တရွာလုံးဒီမင်းသားဆိုတာကိုတွေ့ကျင်နေကြတာဟုတ်တယ်လေနန်းမြို့ရိုးဆက်လောက်သွားနိုင်တယ်ဆိုတာနဲတဲ့ဂုံမှမဟုတ်တာဒီရွာအပေါက်ရောက်ဆုံးတကြီးအကိုဘာတွေးတာအောင်မှအလွန်ဆုံးရတနာဘုံမြို့လူစုံလောက်ရောက်ပူတာဒါတောင်မရရသွားရင်မျက်စိလဲပြီးရောက်သွားတာတဲ့မြို့ကြီးဆိုတာလေဟိန်းနေတာပဲတဲ့နောက်ပြီးရွှေနှန်းရှင်ရဲ့မြို့ရိုးခက်ဝေးဝေးကလှမ်းမြင်ခဲ့ရတဲ့ရွာသားတွေဆိုတာအံ့အားသင့်တာမှကုံရောအံ့အားသင့်မယ်ဆိုလဲတင့်စရာဒီရွာမှာဟိုရှိဘက်နာကြာကွင်းကြီးရွာတောင်ရောက်ဘူးတဲ့သူခက်ရှားရှားမို့လားဒါကြောင့်ရတနာဘုံရောက်ဘူးသူဆိုအကောင်ပဲရွာမှာတော့ဘာတို့ရအကောင်ပဲဘာအကောင်လဲတော့မသိဘူးအကောင်တော့အကောင်ပါပဲထားပါတော့ဟောအခုတော့ဘာတွေထပ်ပူပြီးအကောင်ကြတဲ့အကောင်ပေါ်လာပြီ။ तू ကသိတယ်မဟုတ်လား။ရွှေနှန်းရှင်ရဲ့မြို့ရိုးဆက်ဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရတဲ့ပြည်ပြေးမင်းသားတဲ့။ရွှေမြို့တော်ကမင်းသားရောက်နေတယ်ဆိုတော့တကြီးမနေတာတော့ဘူး။ထိတ်တုံးကိုဖွင့်သူ့ချေသူထုတ်ပြီးထမင်းအောင်မစားတော့ဘူး။မင်းသားရှိရာနေအောင်နောက်ပါအဖွဲသားများစုပြီးကတုတ်ကရဲ့ခြိတက်သွားကြတယ်။တိတ်မွေးပါဘူး။ရွာအဝင်ဈေးရမာရင်ရဲ့မင်းသားကရွာမဝင်သေးပဲဈေးရက်မှာခဏနားနေတဲ့